Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ကိုချင်း football show ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ရောဗာသတင်းလေးတွေရှိမလဲကျွန်တော်တို့ United နဲ့ပတ်သက်တဲ့သတင်းလေးတွေ update ဖြစ်မဲ့သတင်းလေးတွေကိုကျွန်တော်ရွေးချယ်ပြီးမှတင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ပါမဲ့အကြောင်းအရာတွေကတော့ကျွန်တော်ဒီကိုဒါလောယာတီကုန်ထိနားမဲ့အကြောင်းအရာတွေကျွန်တော်တို့အာမက်ဒီယာလိုတို့ကျွန်တော်တို့ဒီလစ်တို့ပြန်လာမဲ့သတင်းအကြောင်းအရာတွေပြီးတော့ကြတော့ကျွန်တော်တို့ဒီကွင်းလေအဖြစ်မှုဖြစ်တဲ့ကျွန်တော်တို့အတ္တလန်တာကအီဒါဆန်တို့ခုသွားမဲ့သတင်းအကြောင်းအရာလေးတွေပါဝင်မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဆွေးနွေးတင်ပြခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဒီကိုဒါလော့ပေါ့နော်ဒီကိုဒါလော့ကကျွန်တော်ဒီတကောက်ကြောတန်ရပေါ့နော်ခြေတလုံးကြွက်သားထန်ရတကောက်ကြောဒီခြေတလုံးကြွက်သားထန်ရမှာဟိုနာကျင်မှုတွေခံစားနေရပြီမှဒဏ်ရာရသွားတဲ့အတွက်ပေါ့နော်အ ਨੇ ဆုံးကျွန်တော်ရာဒီကုန်ထိနားမဲ့အနေထားကိုရောက်သွားတယ်ပေါ့နော်ဒီအနေထားမှာကျွန်တော်ဘာပဲပြောကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒီကိုဒါလောကကျွန်တော် United အသင်းအတွက်တရားဒီလုံးဝသိရမလားလုံးဝလိုအပ်ချက်မရှိအောင်ကစားသမားကစားပေးထားတဲ့ကစားသမားလို့လည်းပြောလို့ရပါတော့ကျွန်တော်တို့ Bruno Fernandes ပြီးရင်လုံးဝကြန့်ခိုင်မှုအပြည့်အဝဆုံးကစားသမားဒီကိုဒါလောဆိုတာကျွန်တော်တို့ဟိုဘယ်လိုပြောလဲမြေကြီးလက်ခတ်မလွဲပြောလို့ရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အားထားတဲ့ကစားသမားတယောက်ယာတီကုန်ထိနားသွားပြီပေါ့ယာတီကုန်ထိနားသွားပြီဆိုတော့သူ့နေရာမှာဘယ်သူတွေကစားနိုင်မလဲဆိုတော့ဘယ်သူတွေကစားနိုင်မလဲဆိုတော့ကျွန်တော်မဇရာဝီပဲရှိတယ်ပေါ့နော်မဇရာဝီရှိတယ်မဇရာဝီကဟိုစီဘီနေရာမှာလည်းကစားတယ် right wing back နေရာမှာလည်းကစားတယ် left wing back နေရာမှာလည်းကစားတယ်ထားတော့ဒီဒါလော့နာသွားရင်တော့ဟိုဘယ်လိုပြောမလဲမဇရာဝီကဒီဒါလော့ပုံမှန်ကစားနေကြနေရာဖြစ်တယ်ညာဘက်ချမ်းမှာကစားမယ်ဘယ်ဘက်ချမ်းမှာကကျွန်တော်တို့ဘယ်သူ့ထဲမလဲပေါ့နော်လူရှော့ကအခုချိန်ကြီးမကောင်းဘူးကျွန်တော်တို့ဒီဟိုဒိုဂူရှိမယ်ဒိုဂူကစားနိုင်တယ်ဘာပဲပြောနည်းနည်းစိတ်ချတဲ့အနေထားပေါ့နော်ဒိုဂူမကစားနိုင်တော့မှကျွန်တော်တို့လူငယ်ကစားသမားလေးအာမတ်ရှိတယ်ပေါ့နော်အာမတ်ရှိတယ်အဲ့အတွက်ကြောင့်ဘာပဲပြောစိတ်ချတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်စိတ်ချရတဲ့ကျွန်တော်တို့အားကိုးရတဲ့ကစားသမားတယောက်ယာတီကုန်တိဆုံးရှုံးသွားတာတော့အမိုရင်အတွက်နည်းနည်းခေါင်းခဲစရာပေါ့နော်လာမဲ့ကျွန်တော်တို့ Europa League Semi Final ဆိုတော့ကျွန်တော်တို့ဘီဘောင်နဲ့တွေးမဲ့ပွဲစဉ်တွေမှာကျွန်တော်တို့ကြက်ခိုင်မှုပြေးသွားတဲ့ကစားသမားတွေလည်းပါဖို့လိုအပ်တယ်တရားဒီလုံးအကောင်းဆုံးပုံစံမဟုတ်ခဲ့ရင်တော့မှဟိုဘယ်လိုပြောမလဲနီးပြအတွက်ရွေးချယ်စရာဟိုရွေးချယ်စရာတစ်ခုအနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲပုံစံကောင်းပြသထားတဲ့ဒီကိုဒါတော့အခုချိန်ခုခါမှာတော့ကျွန်တော်တို့ယာတီကုန်ထိနားသွားတဲ့အနေအထားနဲ့ရင်ဆိုင်သွားပါပြီဒါကတော့ကျွန်တော်တို့နောက်ဆက်တွဲပြဿနာတော့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အသင်းမှာလုံလောက်တဲ့လူစင်းမရှိလို့ပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီအတွက်ကြောင့်နီးပြအမိုရင်ကလာမဲ့ပွဲစဉ်တွေမှာဒီကိုဒါလော့နေရာကိုမဇာဝီထည့်သုံးပြီးမှဒီသူ့ရဲ့ဘယ်ဘက်ချန်ကိုပဲဖြစ်ဖြစ် RCB နေရာကိုပဲဖြစ်ဖြစ်ပြောင်းလဲလုပ်ပြီးကစားသွားမယ်အနေထားပါဒါပေမဲ့နောက်တန်းကစားသမားတွေနာမှာလဲ CB နေရာမှာကစားနိုင်တဲ့ကစားသမားကလည်းမာတင်နက်လည်းနာနေတော့မယ်ကျွန်တော်တို့ဒီလစ်ကလည်းလာမယ်သာပြောတာဘယ်တော့ဘယ်ကာလမှလာမလဲဆိုတာအတိအကျအမိုတွေမပြောထားသေးဘူးဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်အနေထားပါဒါကတော့ဒီကိုဒါလောနဲ့ပတ်သက်တဲ့သတင်းလေးပါခင်ဗျာအာမတ်ဒီယာလူကတော့ဒီလာမဲ့ပွဲစဉ်တွေမှာကျွန်တော်လူစားဝင်ကစားသမားအနေနဲ့ပါဝင်လာတော့မလားပေါ့နော်။ဘာပဲပြောအမိုရင်ကအကောင်းဆုံးအနေအထားပြန်လာနိုင်တော့မဲ့အနေအထားဆိုတဲ့ဟာကိုဟိုပြောသွားတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ Europa League Semi Final မှာပေါ့နော်။ပထမအကြော့မှာပဲဖြစ်ဖြစ်ဒုတိယအကြော့မှာပဲဖြစ်ဖြစ်ပေါအကောင်းဆုံးကတော့ပထမအကြော့မှာပါဝင်လာနိုင်တော့ကျွန်တော်တို့အာမတ်အတွက်လည်းကောင်းတယ်လို့ကျွန်တော်တို့အသင်းအတွက်လည်းညာဘက်ချန်ပေါ့နော်။ညာဘက်ဝင်းဘက်မှာအကောင်းဆုံးအမွေနိုင်ဆုံးကစားသမားတယောက်ပြန်လဲရမယ်လို့ကျွန်တော်သုံးသပ်မိပါတယ်ခင်ဗျာကျွန်တော်ဆက်လက်ပြီးမှတင်ဆက်သွားမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ United အသင်းရဲ့ကွင်းလယ်အားဖြည့်မှုအနေအထားလေးကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ကွင်းလယ်အားဖြည့်မယ်ဆိုတော့ကျွန်တော်လက်ရှိဒီယာဒီမှာကျွန်တော်လက်ရှိအသုံးတော်ခံနေတဲ့ကစားသမားတွေကဘယ်သူတွေရှိလဲဒီယာဒီကိုရောဘယ်ကစားသမားတွေကထွက်သွားမလဲဘယ်လိုအကြောင်းအရာမျိုးဖြစ်မလဲဆိုတာကျွန်တော်ဆက်လက်ဆွေးနွေးသွားပါမယ်ဒီယာဒီမှာကျွန်တော်အဓိကအသုံးတော်ခံနေတာကတော့ကျွန်တော် Bruno Fernandes ပေါ့နော်ကျွန်တော်ရဲ့ City ၄သိန်းအားနဲ့ညီမျှတဲ့ကျွန်တော်ရဲ့အသင်းကောင်းဆောင် Bruno Fernandes ရှိမယ် Ugarte ရှိမယ်ကျွန်တော်တို့ Eriksen ရှိမယ်ကျွန်တော်တို့ကောင်းလိုက်မကောင်းလိုက်ဖြစ်တဲ့ Casemiro ရှိမယ်ကျွန်တော်တို့Mainu ရှိမယ်ဗျာMainu ရှိမယ်ဆိုတော့ဒီကစားသမားတွေကဘယ်အချိန်မှာဘယ်လိုထွက်သွားမလဲဆိုတာကျွန်တော်တို့သတင်းတွေအမျိုးမျိုးထွက်နေတယ်ပေါ့နော် Eriksen ကတော့လုံးဝသူအခုလက်ရှိခံစားနေရတယ်ကျွန်တော်ယောဂဝေဒနာနှလုံးဆက်တက်ထားတဲ့အနေအထားနဲ့နောက်ရာဒီမှာ
Amorin ရဲ့ကစားကွက်နဲ့အံဝင်ဖို့ကလုံးဝမဖြစ်နိုင်တော့ဘူးမိုင်းနူးကလည်းကျွန်တော်တို့ဘယ်နေရာမှာသုံးမလဲပေါ့နော် Amorin ရဲ့နီးစနစ်နေရာမှာသူနဲ့အံဝင်နဲ့နေရာကိုအခုချိန်ထိအကောင်းဆုံးရှာဖွေတွေ့ရှိမှုမဖြစ်သေးတဲ့အတွက်ဒီလာမဲ့နွေရာသီအပြောင်းရွှေ့မှာဈေးကောင်းရရင်ရောင်းချသွားမလားပေါ့နော်ဒါကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ယောက်ကဥကာတေကတော့အထိုက်လျောက်ပေါ့နော်ပုံမှန်ခြေစွမ်းပြနေတဲ့ကစားသမားအရင်ကောင်းလားဆိုတော့မကောင်းဘူးဒါပေမဲ့အတော်အသင့်သုံးလို့ရတဲ့ကစားသမားပေါ့နော်သူ့ရဲ့Amorin ရဲ့သူ့ရဲ့တပည့်ဟောင်းလည်းဖြစ်တယ်ကျွန်တော်တို့လောက်လာကွင်းလယ်မှာလုံးဝသိရမလားလုံးဝပွဲတိုင်းနီးပါအကောင်းမွန်ဆုံးခြေစွမ်းပြသနိုင်တာကတော့ကျွန်တော် Bruno Fernandes ပဲရှိမယ်ဒါတောင်မှယာဒီအစမှာသူနည်းနည်းခြေစွမ်းမှရင်းရပြီးမှကျဆင်းသွားတာရှိတယ်ပေါ့နော်အသက်အရွယ်အားဖြင့်ကလည်း30ကိုနည်းနည်းလေးစွန်းနေပြီအဲ့ဒီအတွက်ကြောင့်ဒီကျွန်တော်တို့ကွင်းလယ်မှာအဓိကမောင်းနေအားပြုတ်ပေးနိုင်မယ်ကစားသမားတွေလူတွေပေါ့နော်အခုတက်ကြွဆိုလို့ကျွန်တော်တို့ဥကာတီတယောက်ပဲရှိတယ်Casemiroဆိုတာလည်းကျွန်တော်တို့30အလွန်ဖြစ်လာပြီပေါ့နော်သူကွင်းလယ် defender ဖြစ်ပေမဲ့လည်းသူ့ရဲ့ခြေစွမ်းကအသက်30ကျော်လာပြီသူ့ရဲ့လုံးဝအကောင်းဆုံး prime time အချိန်တွေကိုကျွန်တော်တို့ Real Madrid မှာကြီးခဲ့ပြီးအဲ့အတွက်ကြောင့်ကျွန်တော်တို့ Premier League ကစားကွက်တွေနဲ့ Premier League အသင်းတွေနဲ့တွေ့တဲ့နေရာမှာ Casemiro ကိုလုံးဝတရားခိုင်နှုန်းစိတ်ချတဲ့ကစားသမားအနေနဲ့ကျွန်တော်တို့တွေ့ရမှာမဟုတ်တော့ဆိုတာညီကိုတို့လည်းအမြင်ပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီလာမဲ့ဇန်နဝါရီလအပြောင်းရွှေ့မှာကျွန်တော်တို့ဒီကွင်းလယ်အတွက်ပေါ့နော်ကွင်းလယ်အတွက်အကောင်းဆုံးဖြစ်မဲ့အနေဒါကျွန်တော်တို့ဒီကစားသမားနဲ့လည်းမကြပေါ့နော်ကျွန်တော်သတင်းထွက်တဲ့ကစားသမားလေးပေါ့နော်ကစားသမားလေးဆိုပေမဲ့လည်းသူ့ရဲ့အသက်ကတကယ် prime time အချိန်ကိုရောက်နေပြီအသက်အရွယ်အဖြစ်25နှစ်ဘရာဇီးကစားသမားဖြစ်တယ်လက်ရှိအီတလီစီးရီးရဲ့အတ္တလန်တာမှာကစားနေတယ်ပေါ့နော်အတ္တလန်တာမှာ300တိရှိပြီကစားနေတာသူ့ရဲ့ခြေစွမ်းကကြလည်းမကြသွားလို့တက်လည်းအရင်လည်းမတက်လာဘူးဒါပေမဲ့သူအကောင်းဆုံးအနေထားကိုခြေစွမ်းပြသပေးနေတယ်ပေါ့နော်ဒီဟာဒီမှာကျွန်တော်တို့ဘယ်လိုပြောမလဲပေါ့နော်32ပွဲကစားထားတယ်ကျွန်တော်သူက central midfielder လဲကစားတယ် defensive midfielder လဲကစားတယ်ပေါ့နော်များတော့အပြင်တော့ central midfielder ကစားတယ်ကျွန်တော်တို့ Amorin ကစားကွက်နဲ့လဲအံဝင်နိုင်မဲ့ကစားသမားလို့လဲသုံးသပ်လို့ရတယ်ပေါ့နော်သူအားလုံး32ပွဲကစားထားတယ်4ဂိုးသွင်းပြီးမှတဂိုးဖန်တီးထားတယ်ပေါ့နော် rating အားဖြင့်လဲ7.27ပေါ့နော်ဒါ7အကျော်ဆိုရင် average ပေါ့နော် average ကစားသမားထက်နည်းနည်းတာတဲ့rating ရထားတဲ့ကစားသမားပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ United ရဲ့ဒီနှစ်ဇန်နဝါရီလအပြောင်းရွှေ့ target ကကျွန်တော်တို့အဓိကတိုက်စစ်မှုတွေခေါ်ရမယ် narrow number 10လို့ခေါ်ရမယ်ဒါဦးစားပေးပေါ့နော်ဒီနှစ်နေရာခေါ်ပြီးရင်တော့ကျွန်တော်တို့ကစားသမားတွေရောင်းချပြီးရတဲ့ငွေကြေးနဲ့ကျွန်တော်တို့ကွင်းလယ်ပိုင်းကိုထပ်ပြီးအားဖြည့်သွားမယ်လို့ထင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ညီကိုတို့ဒီအီဒါဆန်ကိုပေါ့နော်ကျွန်တော်တို့အတ္တလန်တာမှာကစားနေတဲ့အီဒါဆန်ကိုကျွန်တော်တို့ Manchester United အသင်းအနေနဲ့အဝင်သွားမလားဘလို့အခြေအနေရှိလဲဘယ်ကစားသမားတွေနဲ့အသင့်တော်ဆုံးဖြစ်မလဲဆိုတာကျွန်တော် comment box လေးမှာဝင်ရောက်ညင်းခုန်ဆွေးနွေးသွားကြပါအောင်လို့ကျွန်တော်ပြောကြရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ဗီဒီယိုကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဒီနေ့လေးမှာဆုတောင်းပေးပါတယ်အားလုံး good luck ပါ